အားလုံးပဲမင်္ဂလာပါဆက်ဆက်ပိုင်းတာဝါစပေမှာကျွန်တော်တူတော့လိုက်ပါတယ်ဒီနေ့ဆက်ဆက်လုပ်ပြီးမှကောင်းကြအောင်မိမိကို quest နေရလို့ဘယ်နှယောက်ရှိလဲအကောင့်စင်လေးပဲဖြစ်ပါတယ်ပိုင်းလေးရအောင်တောင်းဝမ်းလေးရကြောက်ဖြူလေးပုံလေးကိုကြည့်ပြီးတော့ရွေးလို့ရပိုင်းတူးလေးကကြောက်စိမ့်လေးပုံလေးကိုကြည့်ပြီးတော့ရွေးလို့ရပိုင်း1ပိုင်း2ပိုင်း3ပန်းဝန်းလေးရလေအစပိုင်းမှာကွယ်အချီးနဲ့ပတ်သက်ပြီးတော့စိတ်ထန်ရခဲ့အဲ့လိုမျိုးလေ heart rate တွေဖြစ်ခဲ့အရင်ကလေကိုယ်လေ betray လောက်ခဲ့တဲ့လူတွေရှိခဲ့တာသစ္စာပေါက်ခဲ့တဲ့လူတွေရှိခဲ့တာမလို့အဲ့လိုမျိုးအချီးမှာပြီးတော့မှအချီးနဲ့ကိုရခဲ့အချီးမှာကွယ်ပြီးတော့မှကိုကပဲလိုက်ပြီးတော့ကြည့်ရမှာကိုယ့်ရဲ့အခြေရေးပေါ်မှာကွယ်ကိုကကွယ်ရုံရုံကြည်ကြည်မရှိပဲကိုကကွယ်ကိုပါဒနာအတွက်လိုက်ပြီးဖိုင်နေရတဲ့ပုံစံမျိုးရှိရပြီးတော့အဲ့လိုမျိုးဖိုင်နေရတဲ့အတွက်ကြောင့်မလို့အဲ့ရီးစားဟောင်းနဲ့ပတ်သက်ပြီးတော့ကိုက feeling တွေကအရန်ပင်ပန်းမြသိပ်ပြတ်တယ်သူကြည်ုံချတုံဖြစ်ခဲ့ဒါပေမဲ့အခုချိန်မှာတော့သိရမလားဘရင်တစ်ပါးလို့ The Empire တစ်ပါးလို့ဘရင်လင်းပေါ်မှာထိုင်နေပြီးတော့သိရမလားအဲ့ feeling တွေနဲ့အဲ့ feeling ကိုကောင်းကောင်းသိသက်ကြနေတဲ့ feeling တွေကိုကောင်းကောင်းကစားနိုင်တယ်ပြီးတော့အရင်ကလေအဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ EH ပဲဖြစ်ဖြစ်အဲ့မိသားစု trauma ပဲဖြစ်ဖြစ်အဲ့ trauma နဲ့ပတ်သက်ပြီးတော့အဲ့ trauma တွေကိုကောင်းကောင်း control လုပ်နိုင်ပါတယ်နောက် future relationship နဲ့ပတ်သက်ပြီးတော့ကိုယ်ကိုလေတည်ရမှာအပေးယူမြရဲ့ချစ်ချင်းမျိုးချစ်ချင်းမျိုးနဲ့ချစ်ပေးနိုင်မယ်ပေါ်လာတယ်မှာပေးယူမြရဲ့ချစ်ချင်းမျိုးဆိုတာဘာပြောရလဲဆိုတာကွယ်အချီးမှာကွယ်တည်ရမှာဟိုချစ်တယ်ဆိုတဲ့စကားတစ်ခုလုံးနဲ့စကားတစ်ခုလေးနဲ့မပြီးဘူးကွယ်ချစ်တယ်နာမှာသိရမလား responsibility တာဝန်ယူမှုရပြီးတော့တယောက်နဲ့တယောက်အပေါ်ထားတဲ့ respect တွေပြီးတော့ပြီးရမှာတယောက်ပေါ်တယောက်တမိုးထားရဲ့ compassion တွေလိုအပ်တယ်မေတ္တာတရားတွေလိုအပ်တယ် responsibility respect ပြီးတော့ compassion ဆိုပဲအဲ့ဒီလေအဲ့ဒီအရာသုံးခုကိုကွယ်ပြီးတော့အဲ့အရာသုံးခုအပြင်မှာတယောက်ကိုတယောက်စာနာနိုင်ရမယ်တွက်စာနာနိုင်ရမယ်ကိုချင်းစာနာနိုင်မယ် kindness လိုအပ်တယ်အဲ့လိုမျိုး kindness အဲ့လိုမျိုး relationship မှသာကွယ်အရှိကိုဆက်နိုင်မယ်ပြောတယ်နော်ပြီလားကိုကပဲလေပေးနေလို့ရှိရင်လည်းမရဘူးကွယ်သိရမလားကိုကမပေးလို့ဆိုအဲ့ relationship မှာကွယ်အဲ့ relationship နဲ့ပတ်သက်ပြီးကြားလိုက်အမြတ်သိပ်ပြတ်တာအဲ့လိုမျိုးခံစားတာအားကြောင့်ပိုင်နူးလေးရထပ်ချရမှာကြောက်ဒါပေမဲ့သိပ်ပူပါနဲ့ကိုကိုလေတမိုးထထားချစ်ပေးမဲ့လို့ပေါ်လာလိုက်မယ်ပြီးတော့ကွယ်ဒီကန်လေးကိုကြားတော့ကွယ်အဲ့လိုမျိုး romance ဆန်တဲ့နှင်းတိရနံ့ညီပြင်းပြင်းလေးတွေရမှာနှစ်ဆိုင်နဲ့နှီးစီပန်းရနံ့လေးတွေရမှာဆိုလို့ရှိရင်ကွယ်ရနေအဲ့လိုမျိုးစစ်နေရမှာဆိုရင်angel တွေကကွယ်ကိုကွယ်အချစ်စစ်နဲ့တွေ့ဆုံမှုအတွက်တွန်းပို့နေပြောချင်တာပြီးတော့ဒီမှာလဲလေ stand up for your beliefs stand up for your beliefs and only say yes if you really want သိရမှာမင်းတကယ်အချစ်ကိုယုံကြည်ရမယ်အချစ်နဲ့ပတ်သက်ပြီးငါအချစ်ခံရဖို့မထိုက်တန်မှာငါအရင်က trauma ပြန်သွေးပြီးကိုပြန်လဲဆွဲချရမယ်ဆိုလို့ရှိရင်ကွယ်ရတကယ်ဖြစ်လာအားကြောင့်မလို့သိရမလားကြည့်ရမှာ chain မင်းလောက်ရမယ်ညှို့ယူရမယ်ကိုတကယ်လိုချင်တဲ့အချစ်စစ်ကိုညှို့ယူနိုင်မှသာအဲ့လိုမျိုးတကယ်လိုချင်တကယ်ဖြစ်တယ်ကွယ်ပြောချင်တာအင်ဂျယ်တွေကတွားတယ်ပန်းပန်းလေးတွားတယ်ကို question ရတယ်ဘာပြောချင်တာလဲဆိုတော့သူအချိန်တန်လို့ရှင်စကားပြောရတယ်မသိလားသူဘက်ကစပြီးလှုပ်ရှားရတယ်မကိုဘက်ကတာလေကိုနောက်ထပ် relationship မှာပတ်သက်ပြီးတော့ဘယ်လိုစိတ်အနေထိထားရမလဲဆိုတာပဲပြ
ပြင်ဆင်ထားဖို့လိုအပ်တယ်ဒီလားအဲ့လိုထားနိုင်မှာတောင်းသိရအရင်က trauma တွေကိုကွယ်အရင်က trauma ပတ်သက်ပြီးတော့သိရမှာလူတွေကအပြစ်တင်နိုင်တဲ့အပြစ်တွေကိုအပြစ်တင်တတ်တဲ့အစိတ်တွေကိုထိန်းချုပ်နိုင်မှာဒါအဲ့နောက်လာမယ့် relationship အတွက်ကောင်းမှာအဲ့ဟာပြောတယ်နော်ကျေးဇူးပါပတ်ဝန်းလေးအတွက်ကဒီလောက်ပဲနော်ပန်တူလေးမင်္ဂလာပါပန်တူလေးရွေးထားတဲ့အကြောင်းကြောင့်ထားတာလည်းဖြစ်ပါတယ်ပန်တူရဲ့ question ရဒီပါလေပန်တူလေးရဲ့အရင်ကပန်တူလေးရဲ့ energy ကိုအရင်ဆုံးပြောမယ်နော်ပန်တူလေးရဲ့ကွယ်ဘယင်မတစ်ပါးလို့ကိုရက်တည်နိုင်တယ်ဒီလား financial ပြည့်စုံနဲ့ပန်တူလေးရဲ့ဘဝမှာလေပန်တူလေးကလေရွှေစုံကိုက်ပြီးတော့မွေးလာတယ်လို့မျိုးအဲ့လိုမျိုးခံစားပြီးတော့မွေးလာကွယ်ဒီလားဒါပေမဲ့ပန်တူလေးရဲ့တစ်ဖက်လူပါကွယ်ဘာဖြစ်နေလဲဆိုတော့ပန်တူလေးတစ်ဖက်ပန်တူလေးရဲ့ question ရဲ့လူပါကွယ်ပန်တူလေးကိုလည်းပြောဖို့အတွက်ကြည့်ရမှာပေါ်ကြောင်နိုင်ရအဲ့လိုမျိုးတည့်ရမှာပြောရမလို့မပြောလို့အဲ့လိုပုံစံဖြစ်နေတည့်ရမှာလေထဲမှာတိုက်အိမ်ဆောင်တယ်လို့ပြောကြမှာ costed in the sky တည့်ရမှာလေထဲမှာတိုက်အိမ်ဆောင်တယ်လို့မဖြစ်နေဒါပေမဲ့ပန်တူးလေးရလည်းအဲ့လိုအချစ်နဲ့ပတ်သက်ပြီးတော့မယုံကြည်ဘူးကွာဘာလို့မယုံကြည်လဲဆိုတော့ကိုပန်းနာအချစ်နဲ့ပတ်သက်ပြီးတော့တစ္ဆာဖောက်ခံအဲ့လိုမျိုးပုံစံမျိုးရှိတယ်ဒီလားပန်တူးလေးရကွာဒါပေမဲ့သူကကွယ်အဲ့လိုမျိုးပန်တူးလေးရဲ့ question ရလို့လားပန်တူးလေးရသိတယ်ဒါပေမဲ့ကိုကမသိကြအောင်စောင့်နေရကွယ်သူပြောမဲ့နေ့ကိုစောင့်နေတာအဲ့လိုပုံစံရှိတယ်ဒါပေမဲ့ပန်တူးလေးရဘာမှသူ့ဘက်ကနေပြီးပန်တူးလေးတွေကိုပြင်ဆင်နေတာဖြစ်မှာထင်တာဘာလို့လဲဆိုတော့ပန်တူးလေးရချမ်းသာကြပါကွယ်သူအဲ့လိုမျိုးပန်တူးလေးရ level နဲ့တန်းညီရအဆင့်သူကပန်တူးလေးဟိုတည်ရမှာ quest နေရတယ်ပါကွယ်အဲ့လိုမျိုး level အောင်သူကိုယ်တိုင်လည်းစူးစမ်းနေတာအဲ့ဒါကြောင့်ချီုံချတော့ဖြစ်နေတာကဲလေးကပါပြောဆိုတည်ရမှာပန်တူးလေးကို quest ရုံနဲ့မဟုတ်သူကကွယ်Marry life ရှိသွားကြနော် Fairy ရတည်ရမှာမသိရမှာဒီလိုမျိုးအခြေရေးရလာဖို့အတွက်ပန်တူးလေးတွေကိုအဲ့လို fair တွေကနှကောင်းနှမျက်တွေကကွယ်အဲ့လိုမျိုးအဆောင်လျှောက်တွေအဲ့လိုမျိုးကိုအဲ့တည်ရမှာတချို့ကကြာအရင်တော့ပြောက်သွားတဲ့ relationship ကကိုယ့်ရဲ့ soulmate ဖြစ်နေတာသူကဒါပေမဲ့အခု relationship မှာသူကချိတ်ဆက်ပေးနေရလေ angel ရှိရဒီမှာ unicorn လေးတွေရောတော်တော်လှပန်တူးလေးရကြည့်ရမှာတည်ရပန်တူးလေးရလေတကားတည်ရအားတောင်းမလို့ပန်တူးလေးရတဲ့ဘာပြောနေတာလဲဆိုတော့ကို question ရဲ့လူကိုကတည်ရကွာအားဟာကွာဘာပြောနေတာလဲဆိုတော့အဓိကကွာသူနဲ့ကိုနဲ့ communicate လုပ်ရမှာကွာတည်ရမှာအဲ့လိုမျိုး communicate လုပ်တော့မှမင်းရဲ့ထွက်လာတဲ့တကားလေးတွေက angel တွေကကွာတည်ရမှာပန်တူးလေးရဲ့အတွေးတွေကိုကွာဖယ်ရှားပေးလိုက်မှတည်ရမှာကိုအချစ်နဲ့ပတ်သက်ပြီးမယုံကြည်တဲ့အရာပန်တူးလေးတွေခွဲတည်ရမှာ healing လုပ်ပြီးလာလို့ရှိရင်အဲ့လိုမျိုးစကားများများပြောပြီးတော့မှအဲ့စကားပြောရင်းနဲ့အတွေးတွေကချင်းဖြစ်ပြီးတော့တည်ရမှာဒီအချစ်ပေါ်ယုံကြည်လာတဲ့အတွေးလေးတွေကိုပန်တူးလေးတွေကိုထည့်ပေးလိုက်မှာangel ကိုတောက်လျှောက်နေ angel တွေကကွယ်လူလေးတွေကလည်းလေအချစ်နဲ့ပတ်သက်ပြီးတော့ကွယ် manifest လုပ်ထားရှင်တည်ရမှာအချစ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲတန်ချိန်ဆိုင်နှုန်းနေချမှတ်ထားရှိရကွယ်အားဟာလည်းပတ်သက်ပြီးတော့သူကကို crush နေတယ်ဘာပြောနေတာဆိုတော့မင်းရဲ့နှလုံးသားကိုမှန်ကန်ကွယ်တည်ရမှာအမှန်တရားကိုနှလုံးသားအိမ်ထဲမှာရှိတဲ့အထွင်းထဲမှာ bottom of the heart ဆိုရအတွင်းထဲမှာရှိနင်းဆိုင်တဲ့နှလုံးသားရဲ့တကားတန်ကိုနားထောင်ပါတဲ့အဲ့ဟာကိုကွာအဲ့လိုမျိုးလိုက်ခိုင်းတာကိုအချစ်ကိုတည်ရမှာသူ့ကိုမချစ်ဘူးဆိုလားမချစ်ဘူးအဲ့လိုမျိုးချစ်တာအဲ့လိုမျိုးပြောခိုင်းတာပန်တူးလေးရဒီလောက်ပဲ
အဆုံးထိနားထောင်ပေးရအတွက်ကျေးဇူးတင်ပါတယ်။တောင်လို့ရွေးထားတဲ့ပိုင်သူတွေအားလုံးပဲမင်္ဂလာပါပိုင်သူလေးတွေကလေဒီကပိုင်3လေးတွေက sorry မှာပါပိုင်3လေးကပေးချင်တဲ့ message ကဒီကမှာကို question ရလို့ရှိရဒီကသူ့ဘက်ကလည်းဖွင့်ပြောလာလို့လည်းရှိရကိုဆိုင်ရစကြကျေးရစာအဲ့လိုစကြကျေးရဆိုင်ပါစာလာသူ့ဘက်ကဒါမှကိုဘက်ကစကြကျေးရဖြစ်နိုင်တယ်ပိုင်3လေးတွေကလေပန်သူလေးတွေကိုလေ question ရလို့ရလေသူကပန်သူလေးဘယ်လိုမြင်လဲဆိုလို့ရှိရင်ပန်သူလေးတွေကလေသူကဉာဏ်ပညာကြီးမားတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်အောင်လုပ်နိုင်တယ်အလဲထိုးနိုင်တယ်လို့ပုံစံမျိုးပြီးတော့ဘယင်မတပါလို့ပန်သူလေးတွေကိုလေဒီရမှာအဲ့ question ရလို့ရတကယ်ချစ်တူဖြစ်သွားလို့ရှိရင်ဘယင်မတပါလို့ထားမှာဒီရမှာတယောက်ဆိုတယောက်ပထောက်ဆိုအဲ့လိုပုံစံပန်သူလေးတွေကဆက်စီဖြစ်တယ်သူ့ဘက်ကမြင်အတွေ့တော့ပြောပြရနော်ဆက်စီဖြစ်တယ်ဒီရမှာ confidence ရှိရပန်သူလေးရလုံးလုံးလောက်ကွယ်ကိုထိန်းချောင်းနိုင်တော့ပန်သူလေးရဒီရမှာ independent ဖြစ်တဲ့လွတ်လပ်မှုတမုံထားရပြီးလို့ရှိရင်ဟောင်းထားမှာ abundance ဖြစ်တယ်ကွယ်ပန်သူလေးရပြောနေတတ်တယ်ပြောတယ်နော်သူကဒီကလေးကလည်းပန်သူလေးရဒါမှမဟုတ်ပန်သူလေးရတက်လို့စားရလို့ဖြစ်နိုင်တယ်သူကတက်လို့စားပြီးလို့ရှိရင်ကို manifest ထားတကယ်ဖြစ်လာမှာရှိတယ်ပြရတယ်ပိုင်းပြီးလေးရလေသူနဲ့တွေ့တော့မဲ့အချိန်ကြာလို့ရှိရင်အင်ဂျယ်တွေကလေကိုဆောက်ရှောက်တယ်နှကောင်းနှမြတ်တယ်အိမ်မက်ထဲမှာပဲဖြစ်သူ့ကိုမြင်ဘူးတာတို့အဲ့လိုမျိုးတဲ့သူနဲ့စကားပြောပြီးအဲ့လိုမျိုးဖြစ်လိုက်မှာပြီးလို့ဒါမှမလို့ရှိရင်သူအရင်ကလေကားပေါ်အဲ့လိုမျိုးလူသွားလမ်းယထာအမှအဲ့လမ်းနေမှာတွေ့ဘူးတဲ့ဟာရှိတယ်ဒါပေမဲ့အဲ့လိုအိမ်မက်တွေကလည်းသူရမှာအဲ့အိမ်မက်တွေကို attention တရမှာအာရုံစိုက်ပြီးတော့မှတ်မိဖို့အတွက်လည်းကိုယ့်ဘက်ကကြိုးစားရမယ်အဲ့ဒါမှသူနဲ့တွေ့တဲ့အခါကြာလို့ရှိရင်အဆင်ပြေမှာတရမှာ1000နေရာကနေအဆင်ပြေလိုက်မယ်ပိုင်3ရဲ့ဝီဒီယိုဒီလောက်ပဲအားလုံးကျေးဇူးတင်ပါတယ်အဆုံးထိနားထောင်ပေးရအတွက်ကျေးဇူးတင်ပါတယ်အားလုံးပန်1ပန်2ပန်3အားလုံးကြည့်ရှုပေးကြတဲ့အတွက်တရားစိတ်ချမှခြင်းကိုယ်ချမှခြင်းနဲ့ပြည့်စုံကြပါစေကိုယ်စနှလုံးစင်းရဲခြင်းမှကိုယ်ပြီးစိတ်ကိုယ်စနှလုံးတို့ရှင်ပြုံးနိုင်ကြပါစေမရှိဘူးသောစကားမကြားအောင်ပြည့်စုံဝေးကြီးခက်ခဲအားလုံးမှလွတ်မြောက်ပြည့်စုံနိုင်ကြပါစေဘိုင်ဘိုင်